18ကိုဆိုရင်တို့ဘယ်လိုခွဲမလဲ2ကိုဒီ18ပြီးကိုကြတော့ထပ်ခွဲလို့ရတယ်ရတဲ့အတွက်ထပ်ခွဲမယ်33ဒီကိုဒီ36ဆိုလို့ရှိရင်66ဒီ36 6ကိုမှထပ်ခွဲလို့ရတယ်23ဒီ6ဒီ6ကိုလည်းထပ်ခွဲလို့ရတယ်23ဒီ6ပေါ့နော်ဆိုတော့တမီးတို့ကိုအဲ့လိုမျိုးဒီလိုမျိုးအစုံသက်ပေါ့နော်ထပ်ခွဲလို့မရတဲ့ဒီကနန်းနေရပြီဆိုလို့ရှိရင် SCM နဲ့ GCF စာပေးရှာရမယ်ပေါ့နော် SCM ကတော့ multiple ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အဖြေပေါ့နော်အဖြေကဒီကနန်းနှလုံးထပ်တော့ကြီးတဲ့ကနန်းပေါ့ရနိုင်မယ်ဘာလို့ဆို multiple ဆိုတာစတူကင်းကိုရှာမှာမလို့factor ကကြတော့သူကကြတော့စခွဲကင်းဖြစ်တဲ့ကြောင့်ဒီကနန်းနှလုံးထက်အဖြေကဒီမှာရမယ့် TCF အဖြေကနေလိမ့်မယ်ပေါ့နော်အဲ့တခုကတော့ဒါချင်းကိုင်းနေအနေနဲ့တရားအရှင်းဆုံးအဖြေမတွက်ခင်ချုပ်ပြောပြရပါဆိုတော့ SCM ကိုရွေးမယ်ဆိုလို့ရှိရင်ကြတော့ဒီချဲကဒီလိုမျိုးနောက်ဆုံးပိတ်ခွဲထားတဲ့အဆင့်တည်းရဲ့မှာတူတာရောမတူတာရောယူရမယ်ဒီမှာဆိုနောက်ဆုံးပိတ်ခွဲထားတာဒီမှာ18အတွက်ဆို2 3 3ရှိမယ်36အတွက်ဆိုလို့ရှိရင်2 3 2 3ရှိမယ်ပေါ့နော်အဲ့ဒီမှာ SCM ကိုရှာမယ်ဆိုတူတာရောမတူတာရောယူမှာဖြစ်တဲ့အတွက်ကြောင့်အခုဒီမှာဆိုရင်တူတာကိုအရင်ရှာလိုက်မယ်2ဒီဘက်မှာလည်း2ပါတယ်နော်အဲ့ဒီမှာဒီချေက2ကိုခြာရေးလိုက်ပြီပြီးရင်နောက်ပါ2သေးတဲ့ဆက်ရှာတော့ဒီမှာဒီဘက်မှာ3ပါသလိုဒီဘက်မှာလည်း3ပါတယ်အဲကြောင့်3ကိုခြာရေးလိုက်တယ်နောက်တိုင်းဒီဘက်မှာ3ပါသလိုဒီဘက်မှာလည်းနောက်ထပ်3တလုံးပါသေးရဲ့အဲကြောင့်မလို့3ကိုခြာရေးလိုက်တယ်ပေါ့နော်ဒါကတူတာမတူတာပါစက်ရေးရမှာဖြစ်တဲ့ကြောင့်မတူတာပါကြံနေတဲ့ဆိုဒီမှာ2ကြံသေးတယ်နော်အဲ့2ပါစက်ရေးလိုက်တယ်အင်တမီတို့တရားကိုချမ်းမြောင်လိုက်ဖြေထွက်လိုက်မယ်နော်အဲ့တော့23ဒီ6 63ဒီ18 18နဲ့36ဆိုဒီမှာ SCM ရဲ့ဂျမ်ဝါ36ရပါတယ်GCF ကိုရှာမယ်ဆိုရင်ဒီမှာတစ်ချက်ရေးပြထားတဲ့အတိုင်း GCF ဆိုတူတာပဲယူမယ်အဲ့ဒါကြောင့်မလို့အခုတူတာလေးရတစ်ချက်ရောဝိုင်းပြထားတဲ့အတွက်2ရဲ့3ရဲ့3ရဲ့ကိုဒီအောင်မှခြားရေးလိုက်မယ်2 into 3 into 3ဆိုဒီတမို့တက်မယ်ဆိုရင်23ဒီ6 63ဒီ18ရ18ရပါတယ်ဆိုနောက်တဲ့ A7 တစ်ခုဖြစ်တဲ့18နဲ့12ကိုတွက်ပြပါမယ်18ရဲ့12ရဲ့ပေါ့နော်18ရဲ့12ရဲ့ဆိုရင်ဒါဆိုလို့ရှိရင်36ဒီ18ပေါ့နော်36ဒီ183နဲ့6နဲ့လို့ဒီခွဲလိုက်တယ်ဒါလို့ရှိရင်ဒါဆိုရှင်3လေးဒီ12ပေါ့နော်3လေးလေး12ဒီခွဲမယ်ဒါလို့ရှိရင်ဒီမှာ6ခုထပ်ခွဲလို့ရတယ်ဒါကြောင့်2 3 4 63 4 6ခုဒီထပ်ခွဲမယ်ဒီမှာဆိုရင်4ကိုထပ်ခွဲလို့ရတယ်ဒါမှမဟုတ်နဲ့4အနည်းနဲ့လေးကိုထပ်ခွဲမယ်စားပြီးတော့ခု SCM နဲ့ TCF ကိုထပ်ပါမယ် SCM နဲ့ TCF SCM နဲ့ TCF SCM ဆိုရင်တူတာမတူတာရှုမယ် TCF ဆိုတူတာရှုမယ်အဲဒါကြောင့် SCM အတွက်အရင်ကြည့်မယ်ဒီဘက်မှာ3ပါတယ်ဒီဘက်မှာ3တူရပါတော့ကျန်တာဒီမှာဆို2ကျန်တယ်2ဒီဘက်မှာ2ပါရဒီဘက်မှာလည်း2ပါပေါ့နော်ဆိုတော့တူတာအရင်ဆုံးခြာရေးမယ်3 into 2ပြီးမတူတာပါရှိမယ်မတူတာက3ရဲ့2ရဲ့ကျန်တယ်ဆိုတော့3 into 2 3နဲ့6 6 3နဲ့18 18နဲ့36ဒါကြောင့် SCM က36ဖြစ်ပါတယ်GCF ကိုရှာမယ်ဆိုလို့ရှိရင်တူတာပဲရှိမယ်3နဲ့2နဲ့ရှိမယ်ဒါကြောင့်3 into 2 equal to 6ဖြစ်ပါတယ်နောက်ဆိုရင်တော့ပါပြီလို့ထင်ပါတယ်